အဖေသေးသွားတော့အမွေခွဲကြတယ်ကြံရစ်တဲ့အမွေကစောင်းတစ်ထည်နဲ့နမတကောင်များများစားစားပဲကိုကြီးရဲ့တဲ့ခုရှုံးမှနောင်ရှင်အမွေခွဲမှညီလို့တဲ့ကောင်ကညစ်ပတ်စောင်းကြီးအလဲကောင်ကပန်းယူရင်စောင်းကြီးပြက်ယုံရှိမှခမည်းမလုံကျွန်တော်မလုံချုံမဖြစ်ဘူးသေးသွားပြီဒီလိုလုပ်ရအကိုကြီးကနေချုံမှာတဲ့ကျွန်တော်ကစောင်းကြီးညချုံမရစီဘယ်ဘလောက်ညစ်ပတ်စောင်းကနေအသုံးများသလားညအသုံးများသလားအဲ့တော့အကိုကြီးကခေါင်းငိမ့်တဲ့သဘောကောင်းတဲ့လူဆိုတော့ခွဲလိုက်ကြရောຫນွေကမေ့မေ့ပြောက်ပြောက်ဆောင်းတွင်းကြတော့အကိုကြီးဖင်တုံပြီဟာကြီးလေးငါစောင်းပေးပါဦးဟာအိုးဘာဆိုင်တုံးမြခမရနေပိုင်တာအေးဟုတ်သားပဲပစိုးနဲ့ကိုရမနဲ့မိုးလင်းတော့စောင်းကြီးလာဖို့ကိုကြီးရော့တယ်စောင်းဘာလို့ဘောတော့ကချွတ်ထွက်တဲ့ချိန်မှာငါရှိလာဖို့ထားခဲ့အဆင်မပြေဘူးနောက်နမကြီးအမွေခွဲကိုကြီးရဲ့တဲ့နမကြီးအလဲကောင်ကပန်းယူရင်လဲနမကြီးသေပြီးအမဲသားစားပြီးအရှိသဖြင့်ကျေးဇူးရှိမှာမဟုတ်ဘူးဒီလိုခွဲကြဆိုနေရာပိုင်းပြီးတော့အကိုကြီးကနမကြီးရှေ့ပိုင်းယူပါတဲ့ကျွန်တော်ကနောက်ပိုင်းသုံးမရစီသေချာနားထောင်နော်ရိသကြီးနွားရှေ့ပိုင်းကအစာစားသလားနောက်ပိုင်းကအစာစားတာရှုပ်မနေနဲ့အကိုကြီးနွားချောင်းခိုင်းနေရှင်းလို့နွားတို့ကဘယ်ကထွက်နောက်ပိုင်းကထွက်သူနွားတို့ညှက်တော့မဲအကိုကြီးနွားချောင်းခိုင်းပြီးတော့ခွဲကြရောဟာညီလေးနွားချောင်းဆိုတော့ဘာဆိုင်တို့မြခမရရှေ့ပိုင်းကစားတာဟာဟုတ်သားပဲနောက်နွားတို့သူကညှက်တော့ငါတိုက်ပါအောင်ဆိုတော့အိုးကျုံနောက်ပိုင်းကထွက်တာခမရသောက်ချင်ရှေ့ပိုင်းကဂျိုညှက်တော့အဲ့ဒါလို့ဆိုးွားခဲ့တဲ့ကောင်တနေ့တ၌ကြတော့အကိုကြီးလို့သူတငယ်ချင်းတယောက်တွေ့ဟဲ့မင်းပဲသွားမလို့လေဟာခမရနဲ့တွေ့တာလှဗျာကျုပ်လေမအားလက်လို့ခမရအဖေသေးတုန်းကမရောက်မိဘူးညီကိုနှစ်ယောက်အဖေသေးပြီးတဲ့နောက်တင်းရှိကြရဲ့လားခမရအေးမတင်းတဲ့မဲ့ဟာညီကိုချင်းဆိုတော့လည်းငါအသိခံရတာပေါ့ကွာလူကြီးဆိုတော့အတော်ဆိုးတဲ့ကောင်ကဲပြောသားမအောင်မြဒီလိုကွာစောင်းကြီးအဖွေရှိတုန်းကအတူတူခြုံတာအခုအလဲကောင်ကပန်းယူပြက်မှဆိုပြီးသူကညခြုံတယ်ငါနေခြုံတယ်ကွာအခုငါဆောင်းတွင်းဖင်တုံတာပေါ့အလွယ်ပါတယ်ဗျာမစားရတဲ့အမွေသဲနဲ့ပက်ပေါ့ခင်ဗျာဟောမြောက်ပေးတဲ့လူရှိတတ်တယ်ကောင်းတဲ့ဘက်ကအိုးရွက်နေတာကိုစလုံးအကောင်းနဲ့ပိတ်လို့မရဘူးဗျအိုးရွက်ရင်စလုံးအရွက်နဲ့ပိတ်မှတဲ့တယ်အေးမင်းကပုံလေးပတ်လေးနဲ့လှုပ်ဆောင်မဟုတ်ပါဒါပေမဲ့ခင်ဗျားကဘယ်ချိန်ပိုင်းလဲငါနေပိုင်းရင်စောင်းလာပို့တဲ့ချိန်ကစပြီးတော့ရေအိုးတဲ့ရေအပြည့်ထည့်ပြီးတော့တနေ့ကုန်စိမ်များပါဖြစ်ဟာကောင်ဖြစ်ပါမလားအောင်မယ်ခင်ဗျားသနာကလားမသနာပါဘူးကွာမသနာပါဘူးငါမှမညာတဲ့ကောင်ဒီတိုင်းလို့အေးကောင်းပြီဆိုပြီးပြန်သွားအကိုကြီးရော့တယ်ဆောင်ထားခဲ့ဆိုပြီးရေဦးတဲ့ရေအပြည့်ထည့်ပြီးတနေကုန်နှစ်တာစောင်းချုံချင်းကြတော့လာပြီဟုတ်ကောကိုကြီးစောင်းရောအဲ့ဟိုမှာရေဦးလက်ညှိုးထိုးဗျစောင်းမေးတာဗျအဲ့ဒီထဲမှာကွာနှိုက်ကြည့်လိုက်တော့ရေတွေနဲ့နစ်ဟာကိုကြီးခင်ဗျားဘယ်နဲ့လောက်တာလဲအားဆိုင်တော့ကငါပိုင်တဲ့ချိန်ငါစိတ်ခင်ဗျားကျုပ်ဆောင်လှမ်းရတာနဲ့ခြုံရတော့မှမဟုတ်မခြုံရကွာဟဲ့ကောင်နေတိုင်းစိတ်မှာကွာမင်းငါကြတော့မပေးဘူးငါပစိုးလေးနဲ့ကိုရကဲကိုကြီးအားတဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာတဲ့အဖေရှိတုန်းကလူတူခြုံရပါစို့အမဲစောင်းတော့တဲ့သွားနောက်ဟိုတငယ်ချင်းနဲ့ပြန်တွေ့ဘယ်နဲ့တော့မျိုးအေးစောင်းတော့အဆင်ပြေသွားပြီကွာနမကြီးကြမ်းနေတာဟာနမကြီးကဘယ်လိုလုပ်တာတော့နေရာပိုင်းခွဲတာတဲ့ကွာငါရှေ့ပိုင်းပြီသူကနောက်ပိုင်းယူငါရှေ့ပိုင်းကအစာစားတာဆိုတော့နွားเจ้าတော့ငါကြီးဘောကွာနွားတို့ကသူ့နောက်ပိုင်းကထွက်တော့သူကြီးညှစ်တော့တယ်ငါမတိုက်ဘူးမလွယ်ပါရဲ့ဗျအေးလှုပ်ပါအောင်ကွာစောင်းကလည်းမင်းကြောင့်ဆင်ပြေသွားတာဒီလိုလှုပ်ဗျခမရပဲနေရာပိုင်းတော့ငါရှေ့ပိုင်းပိုင်ရင်အဲ့ဒီကောင်နွားတို့ညှစ်နေတော့ခမည်းပိုင်တဲ့နမကြီးရှေ့ပိုင်းထိတ်တူနဲ့ထုဗျာ
မြောက်ပေးတဲ့လူရှိတတ်တယ်နိုင်တိုင်းသိမ့်မဖိနဲ့ဟာကောင်ဖြစ်ပါမလားခင်ဗျာသနာသလားမသနာပါဘူးကငါဂျိုကညှစ်တော့ပြောတဲ့ကောင်ဒါဖြင့်ဒီတိုင်းလို့ဆိုပြီးမှားလိုက်တော့အိမ်ပြန်ရောက်တော့ဟိုကောင်နွားနုညှစ်တော့မှာခွက်ကြီးတူးနဲ့ညှက်ဒီကတူကြီးနောက်ကနေဖွဲ့ယူသွားကိုကြီးပဲတော့ဘယ်မှာဟုတ်ပါဘူးကွာထူသေးဘူးညှစ်မှထူနောက်ဟိုကောင်လဲနွားနုညှစ်မလို့ကြိုင်လိုက်ရောနမကြီးထိတ်တူနဲ့ချရတဲ့ကွမ်းတော့ကန်လို့ဘယ်လိုကိုကြီးခလာမနဲ့လောက်တာတော့အေးဘယ်နဲ့လောက်မှာတော့ကွာငါပိုင်တဲ့နေရာငါထူတယ်လာလေမလောက်ပါနဲ့ခင်ဗျာမင်းနွားကြောင်းတော့ငါကနွားတို့တိုက်ပါအောင်ဆိုတော့ခမရရှိပိုင်းကစားတယ်ဆိုပြီးတော့ငါဂျိုညစ်တော့လေးပါလေးနဲ့ဒီနွားအစာမစားလို့ဖဲလာအဲ့ဒါတွေထွက်မတော့ဟာလာလေမလောက်ပါနဲ့ဗျခင်ဗျာကိုင်းကိုကြီးအားတဲ့နွားတို့လည်းအတူတူတောက်ကြပါစို့နွားလည်းအတူတူကြောင်းကြပါစို့အဖေရှိတုံးကလူပေါ့ဟောတဲ့သွားဒါကြောင့်ညီဆိုတာညစ်ပတ်စမြဲငယ်တဲ့လူကိုမှန်ရလားပြိဿကြီး